တေကာကိုမိဘူးနဲ့ကတ်လို့ရလားမင်းနေတဲ့ကာချမာလေးတွေအတွက်ဒီနေ့စတေကာကိုမိဘူးလေးနဲ့ကတ်ပြမှာပဲဖြစ်ပါရဲ့ရှင်မင်းတို့ဆိုင်ရဲ့ဖလင်လေးကကြတော့အပူခွာရောအေးခွာရောဖြစ်တဲ့အတွက်ကြောင့်မို့လို့အပူရိုက်ပြီးခြင်းပဲဖြစ်ဖြစ်ရိုက်ပြီးမှခွာရင်လည်းခွာလို့ရပါရဲ့ရှင်ဒါလေးကကြတော့အခုလိုမျိုးမင်းရိုက်ပြပေးထားတာကကြတော့အိမ်မှာလွယ်လွင့်တကူအလွယ်တကူပေါ့နော်ရိုက်မဲ့သူတွေအတွက်ကြတော့ဒါလေးကကြတော့အဆင်ပြေပါတယ်ရှင်အထည်ရေးအတွက်အများကြီးလုံးမဲ့သူတွေဒစိမ့်ရိုက်လုပ်ငန်းရှင်တွေအတွက်ကြရင်တော့ဒါကြတော့ဒစိမ့်ရိုက်ဆက်လေးရှိမှအဆင်ပြေမယ်လို့တော့မင်းတို့ထင်ပါတယ်ရှင်ဒါလေးကိုအိမ်မှာပဲဖြစ်ဖြစ်ကိုဖတာကိုပုံကိုပဲရိုက်ချင်တာပဲဖြစ်ဖြစ်ဒီလိုမျိုးမီးဘူးလေးနဲ့အလွယ်တကူကတ်ပြီးတော့ရိုက်လို့ရပါတယ်ရှင်အချိန်ကြီးကတော့နည်းနည်းတော့ပေးရတာပေါ့နော်ဒီလိုမျိုးမှမဟုတ်ဘဲနဲ့မင်းတို့စီမှာလည်းလာပြီးတော့ဒစိမ့်လေးလည်းရိုက်လို့ရပါတယ်ရှင်ခုကမီးဘူးလေးနဲ့ဖိထားတာလည်းနည်းနည်းကြာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ခွာလိုက်ပါတော့မယ်မနော်အဖျားသားလေးတွေလန်နေတာလေးတွေကိုနည်းနည်းလေးတည်တက်သွားလို့မီးဘူးလေးနဲ့နောက်တစ်ခါခတ်ပြီးတော့ဖိပေးပါလေနော်အလုံးရှုပ်တယ်ကိုဖတာကိုလည်းမကတ်ချင်ဘူးဆိုတဲ့သူတွေအတွက်မင်းတို့စီမှာကိုပိုင်းလို့ကိုပိုင်းကာစမိုက်အော်ဒါရင်းနဲ့မင်းတို့ကလည်းကပ်ပေးပါတယ်ရှစ်မင်းတို့စီမှာဒီဒီရက်စတေကလေးတွေကိုတပေပတ်လဲ2000နဲ့ရောင်းချပေးနေပါတယ်ရှစ်10ပြီးတော့အနည်းဆုံးယူပေးရပါတယ်ရှင်။တို့မျိုးမိဘူးနဲ့တိုက်လို့မကတ်ဘူးဆိုတဲ့သူတွေလည်းမင်းတို့စီမှာတေချာလေးလာပြီးတော့မေးလို့ရပါတယ်ရှင်။မင်းကတေချာလေးပြန်ပြီးတော့ပြောပြပေးမှာပါရှင်။ဒီမှာဆိုရင်နောက်တစ်ခေါက်ပြန်ပြီးတော့ပြန်ကတ်တယ်နော်ဒီမှာကြည့်ဒီလိုစတေကာလေးတွေကတ်တဲ့အချိန်မှာအဆင်မပြေမှုလေးတွေရှိတာပဲဖြစ်ဖြစ်ကတ်လို့အဆင်မပြေတဲ့သူတွေရှိရင်လည်းမင်းတို့စီမှာလာမေးလို့ရပါတယ်ရှင်သိချင်တာလေးတွေရှိရင်လည်း comment အောက်မှာမေးခဲ့လို့ရပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်